နောက်တစ်ခုက interview ပိုင်းပေါ့နော်ကြောက်ဆက်ဆိုပါဝင်တဲ့သူကိုကြောက်ဆက်ရှုထောင့်ပေါ့ဒါကပြောချင်တာကြောက်ဆက်ဝင်တိတ်ပဲရတော့နော်ကြောက်ဆက်ကျွဲဆက်နော်ထားတော့ကျွဲဆက်လို့ပြောကျွဲဆက်ဆိုရှုထောင့်ပေါ့နော်ကျွဲဆက်ဒီမှာကြောက်ဆက်ပါဝင်တဲ့သူတွေပေါ့နော်ဆိုတော့ HR 经理 HR 经理ဆိုတော့ HR manager နော် HR manager ကိုပြောတာပေါ့နော်ပြီးရင်လှုပ်ရှားထားတဲ့သူကိုဘယ်လိုပြောမလဲချိုးကြည့်လှုပ်ရှားတဲ့သူပေါ့နော်第一部分ပထမပိုင်းပေါ့နော်第一部分မှာဆိုရင်面试 interview 版面试နော်面试HR 经理က HR manager က你好နဲ့နှုတ်ဆက်လိုက်တယ်နော်欢迎ကြိုးဆိုပါအဲ့တော့欢迎ကြိုးဆိုတယ်ဘာကိုကြိုးဆိုလဲ来到ရောက်လာတာကိုကြိုးဆိုတယ်ဘယ်လိုရောက်လာလဲ我们公司ငါတို့ကုမ္ပဏီကိုရောက်လာတာကိုကြိုးဆိုတယ်ကုမ္ပဏီရောက်လိုက်ပေါက်တာလဲ面试 interview ဖြေတာကိုတဲ့ကြိုးဆိုပါတယ်တဲ့ချင်းကျေးဇူးပြုပြီးတော့တဲ့ချက်လျှောက်မိတ်ဆက်ပေးပါရရှာတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်နဲ့ဇစ်ကြီးကိုပေါ့နော်မိတ်ဆက်ပေးအောင်လို့ပြောတာပေါ့နော်ဖတ်ပြမယ်ဆိုရင်你好欢迎来到我们公司面试请介绍一下自己你好欢迎来到我们公司面试请介绍一下自己你好欢迎来到我们公司面试请介绍一下自己 OK အဲ့မှာချိုးကြည့်เนาะအလုပ်လျှောက်ထားသူအားတဲ့您好နဲ့သူကယဉ်ကျေးအနေနဲ့ကြောက်နင်သုံးတာเนาะ您好မင်္ဂလာပါတဲ့我叫ငါဘသူပေါ့เนาะရိုးရှိတယ်ဝူးညံတဲ့ဆို9နှစ်တာကာလကြီးဝူးညံ9နှစ်လေတဲ့9နှစ်တာကာလကြီးရဲ့人力资源管理经验人力资源ဆိုတာလူအရင်းမြစ်ကို管理ဆိုတာစီမံခန့်ခွဲတာเนาะစီမံခန့်ခွဲတာ管理เนาะစီမံခန့်ခွဲတာ管理经验ကအတွေ့အကြုံ经验ဆိုတာကအတွေ့အကြုံ经验ဆိုတာကအတွေ့အကြုံပြောတာเนาะဆိုတော့9နှစ်တာဒီ HR နဲ့ပတ်သက်တဲ့စီမံခန့်ခွဲရေးအတွေ့အကြုံရှိတယ်ပြီးတော့စမ်းချန်ကျွမ်းကျင်တာတော်တာပြောတာပေါ့နော်စမ်းချန်တော်တာပြောတာပါဒီကတော်တာကောင်းတာကိုစမ်းချန်နော်招聘နော်ဝန်ထမ်းခေါ်ရပိုင်းရ和ပြီးတော့တဲ့员工培训员工培训员工 sorry 员工培训员工ဆိုတာကဘာပြောဆိုဝန်ထမ်းကိုပြောနော်培训ကဒီ training ပိုင်းနော်ဒီဝန်ထမ်း training ပိုင်းရဝန်ထမ်းတွေခေါ်ရပိုင်းမှာတော့တော်တယ်ပေါ့နော်ကျွမ်းကျင်တယ်ပေါ့ပြောလို့ရပါပေါ့နော်我希望မျှော်လင့်ပါတယ်တဲ့您လုပ်နိုင်မလို့မျှော်လင့်ဘာလို့လုပ်နိုင်မမျှော်လင့်လဲ在贵公司ဆိုတာမင်းတင်ရဲ့ကုမ္ပဏီမှာပေါ့နော်担任ဆိုတာတာဝန်ထမ်းဆောင်တာကို担任နော်担任ကတာဝန်ထမ်းဆောင်တယ်人力资源ဗာလဲ人力资源က HR 主管ကဒီမှာ supervisor ကိုပြောတာပေါ့နော်ဆိုတော့ HR supervisor ဖြစ်တာဝန်ထမ်းဆောင်ဖို့ရတဲ့တာဝန်ထမ်းဆောင်တာမျိုးမျှော်လင့်ပါတယ်တဲ့နော်我希望能在贵公司贵ဆိုတာမင်းလို့ပြောတာပါပဲတကယ်တမ်းကြောက်နော်贵ဆိုတဲ့မှာယဉ်ကျေးတဲ့ဘဝသုံးထားနော်贵公司担任人力资源主管 OK 好记记没你好我叫有5年的人力资源管理经验生产招聘和员工培训我希望能在贵公司担任人力资源主管你好我叫有5年的人力资源管理经验生产招聘和员工培训我希望能在贵公司担任人力资源主管你好我叫有5年的人力资源管理经验生产招聘和员工培训我希望能在贵公司担任人力资源主管可以ရမယ်တင်ပါတယ်还好呢一样ကောင်းပါတယ်你为什么明白叫选择的ရွေးချယ်อ่ะเนาะ选择ရွေးချယ်选择我们公司明白叫ငါတို့ကုမ္ပဏီရွေးရလေเนาะ还好你为什么选择我们公司你好 sorry 还好你为什么选择我们公司还好你为什么选择我们公司 OK ချိုးချစ်တယ်အိမ်မှာအဲ့လိုရှောက်တဲ့သူကဝေါ်တဲ့ကျွန်တော်တဲ့တွေ့ဆိုအပေါ်ဘယ်ပေါ်မှာလဲ贵公司တဲ့ကျွန်တော်ကုမ္ပဏီရဲ့ပေါ့เนาะ企业文化ဆိုတော့လုပ်ငန်းခွင်ယဉ်ကျေးမှု style ပေါ့နော်အဟာပြီးတော့တဲ့发展ဖွံ့ဖြိုးဖို့အတွက်ချမ်းကျင်ကအလားလာရှေ့လားလာပေါ့နော်ဖွံ့ဖြိုးနဲ့ပတ်သက်တဲ့အလားလာရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့အလားလာရဲ့လုပ်ငန်းခွင်ယဉ်ကျေးမှုပေါ်မှာတဲ့ပေါ့တော့လေခိန်းအတော်လေးကိုကန်ရှင်းချိစိတ်ဝင်စားလို့တဲ့နော်我对贵公司的企业文化和发展前景很感兴趣သူကဒီလုပ်ငန်းခွင်ယဉ်ကျေးမှုနဲ့တိုးတက်ရေးဆိုင်ရာရှိအလားလားပေါ်မှာအတော်လေးကိုစိတ်ဝင်စားလို့သူပြောသွားတာပေါ့နော်而且ဒါအပြင်我认为ကျွန်တော်ထင်ပြောရမယ်ဆိုရင်我的经验
我的经验说俺也对中也和比如能力都难说喏可以喏比如下来说帮助ကူညီပေးလို့ရတယ်တဲ့公司ကုမ္ပဏီကိုကူညီပေးလို့ရတယ်更好的ပိုပြီးကောင်းမွန်စွာပေါ့发展ဖွံ့ဖြိုးတိုးတက်လာဖို့ကူညီပေးလို့ရနိုင်ပါတယ်တဲ့ရနိုင်နော်ဒါသူရဲ့အထင်သူဖော်ပြထားတယ်ပေါ့နော်ဆိုတော့ဒါဖတ်ကြည့်မယ်我对贵公司的企业文化和发展前景很感兴趣，而且我认为我的经验和能力可以帮助公司更好的发展。我对贵公司的企业文化和发展前景很感兴趣，而且我认为我的经验和能力可以帮助公司更好的发展。然后这个拍几遍喏，我对贵公司的企业文化和发展前景很感兴趣，而且我认为我的经验和能力可以帮助公司更好的发展。OK， 到下面听呢。好，稍后拍几遍啵喏。第一部分面试。你好，欢迎来到我们公司面试，请介绍一下自己。您好，我有5年的人力资源管理经验，生产招聘和员工培训。我希望能在贵公司担任人力资源主管。还好，你为什么选择我们公司？我对贵公司的企业文化和发展前景很感兴趣，而且我认为我的经验和能力可以帮助公司更好的发展。OK，到時間咪聽埋咧。